ကဲဒီနေ့တော့ဒီချိန်မျိုးလေးရဲ့စနေနေ့ရဲ့နော်နေ့လယ်ပိုင်း session ပေါ့နော်နေ့လယ်ပိုင်း session လေးမှာတူတာဦးရဲ့ပြုံးမှုအစီအစဉ်ကိုကြားရောက်ပြီးတော့နည်းနည်းမှကြည့်ရှုနေရတယ်ဒီချိန်မျိုးလေးချစ်တဲ့မိသားစုတွေကိုလေးလေးစားစားနဲ့နှုတ်ဆက်ပါတယ်ဒီနေ့တော့စောင်းရာလေးဖြစ်တဲ့ကြောင့်ဒီဘက်တော့ကျွန်တော်ရဲ့တပည့်လေးတူတာဦးကိုစောင်းရာလေးနဲ့ပတ်သက်တဲ့ချင်းလေးတို့ကိုသင်ပေးထားပါတယ်ဒါလေးကိုကျွန်တော်ရဲ့အမကြီးကနေပြီးသူ့ရဲ့အတန်လေးနဲ့နော်ပါပြီးတော့ပါရမီဖြည့်ပေးတဲ့အတွက်ကြောင့်ပါရမန္တာလေးကိုခွတ်လွှတ်ပြီးတော့အဲ့မှာမိသားစုကြီးကြည်နူးကျင့်တတ်နိုင်ကြပါစေလို့ကဲအားပေးကြအောင်နော်ကဲစနေပြန်စရရပါမယ်ဟုတ်ပါပြီကြီးစုအဖေနဲ့ကြားတဲ့ရှင်မျိုးကြီးရဲ့ချစ်တဲ့ပိဋကနဲ့ဒီလို
တားလေးရဲ့ချစ်တဲ့ပိသက်ကိုအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်တစ်ပတ်တားလေးတုတ္တဦးရဲ့နော်ပြောပြီးတစ်ဆက်မဲ့မြန်မာတန်တစ်ချင်းလေးတစ်ပုဒ်ကိုစောင့်မျှော်ကြည့်ရှုရင်းနဲ့အပေးနဲ့ဒီနေ့တော့ဒီညနေပဲဒီချိန်မျိုးလေးကနှုတ်ဆက်ပါတယ်ကဲတားလေးလည်းနှုတ်ဆက်ပေးပါဦးကျေးဇူးတင်ပါတယ်